ဘာပြေသမိုင်းကြောင့်ထင်ရှားတဲ့မျိုးရောကဘာမှာကြည်လုံးမရဒီရှိတဲ့တို့ရဲ့မျိုးတော်သက်တွင်တွင်စီးတဲ့ချင်းတွင်မြစ်အလှရဲ့သမိုင်းနံလေးသိနေမုံရွာကိုလာဖို့ဖိတ်ခေါ်တဲ့မဲလွမ်းတဲ့မုံရွာသူလေးရဲ့ကျွန်တော်နဲ့ပြောတဲ့စကားသံတာယာငြိမ်ညောင်းရဲ့မဆန်တဲ့အပြုံးလေးချောင်းကွယ်ဒီမောင်မှရှူရပြီးပေါ်ကွယ်အေးချမ်းတဲ့လူလေးတစ်ခေါက်လောင်းလမ်းကြီးပါ